အားလုံးပဲမင်္ဂလာပါဗျာ TGB ဘန်းမီ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ဆရာထမန်တောင်ကိုရေးထားတဲ့မဟာပုံနကအနီရောင်ဝိလက်ဝိစာစာစဉ်ကုန်းကိုစာဆုံးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်စီကားလာတဲ့ပွဲကင်းကြီးတစ်ခုထဲစီမှာလူတို့ကကြက်ပြန်မကြလောက်အောင်ပဲတွာလာတိုးဝိနေကြတယ်ပွဲကင်းတွေကဈေးဆိုင်တန်းတွေကလည်းအစားအသောက်တွေအဝတ်အထည်တွေနဲ့ကလေးငယ်တို့အတွက်အိုးဖို့ဂျိုးရုပ်ပြတိုင်းတောင်ကအစရှိနေကြတယ်ဈေးတွေတို့ကဆန်ရှိကဖြတ်သွားလူတွေကိုဈေးခေါ်ရအောင်တယ်ဝယ်လူတို့ကလည်းစိတ်ကြိုက်တွေ့ရင်တိုးကြိတ်လို့ဝယ်ကြတယ်ဒီနေရာမှာထူးခြားချက်အနေနဲ့ကတော့ရောင်းသူဝယ်သူတို့အားလုံးကအနီစင်းစင်းဒါမှမဟုတ်အနီဆက်တဲ့အဝယ်စားတို့ကိုဝစ်ဆင်ထားကြပြီးမျက်နှာတွေကလူတာထက်ပိုပြီးရင်မောပျော်ရွှင်နေကြလေတယ်ပွဲစီကင်းကြီးရဲ့အစွန်ဖက်တောင်ဆုံးနေရာလေးမှာတော့လူတွေတာမန်ထက်ကိုပိုလို့အုံခဲနေလေတယ်လာထနော်လာထငွေထွန်းရင်ငွေရုံမယ်နောက်ကြရင်စောင့်ရမယ်စောလင်ရင်ငွေဝင်မယ်ငွေကလေးတွေထုတ်ထားထည့်ထားကြလက်ထက်ကအန်လာကွက်ကိုတကြောက်အတန်မီအောင်လှုပ်ခါနေတဲ့အတက်30အရွယ်နှခမ်းမွေးစားစားနဲ့လူတယောက်ကဟဲ့ော်လိုက်တော့နဘေးကလူတွေကသူတို့စီကငွေစားတွေကိုဖြာချက်စီတင်လို့ထိုးချေးထဲကြလေတယ်အန်သာခောက်တွေရဲ့နာမည်ကတော့ဧကလူခေါ်ပြီးအန်သာဘူးကိုစိတ်တန်းရခောက်ပြီးနောက်မှာတော့အောက်စီကိုအားပါနဲ့စောင်းချလိုက်ပါတယ်ထိုးချေးတွေပြီးပြီလားပြီးပြီလူကြီးကတပြိုင်နက်တည်းပြန်ပြေးလေတော့ဧကဖျားပေါ်ကထိုးချေးတွေကိုဝေးကြည့်မှတ်သားပြီးနောက်အန်သာဘူးကိုဖွင့်လိုက်တယ်ဒီအခါအပေါ်မျက်နှာစာမှာတစ်တွေကြီးကျနေတဲ့ဖြူရောင်အန်စာလေးတွေကပေါ်လာလေတယ်။ကဲတစ်တုံးလုံးဒူကြပါတယ်ဗျာ။မှန်တဲ့သူကတော့စားသုံးနဲ့အယော်ရမယ်။မှားတဲ့သူတွေကိုတော့ဒိုင်းစားမယ်။အခုမှန်တဲ့သူကမရှိဘူးဆိုတော့ကျုပ်ကပဲအားလုံးစားမယ်။အေကပြောပြီးတာနဲ့ဖြာပေါ်ကငွေများကိုဒုတ်တန်နဲ့ဆွဲယူတင်စီလိုက်သည်။လူကြီးကတော့အေကစီပါသွားတဲ့သူတို့ရဲ့ငွေတွေကိုကြည့်ပြီးနှမျောတစားနဲ့ရေရွတ်ကြတယ်။တချို့ကငွေကုန်ထားတဲ့အတွက်နေရာကနေထွက်ခွာသွားကြလေတယ်။သူတို့နေရာမှာနောက်ထပ်လူတွေဝင်ရောက်လာတယ်။ဧကအန်သာကိုဘူးထဲထည့်ပြီးထက်ခောက်တယ်။ထိုးကြီးခေါ်တယ်။လူအုပ်ကြီးကထိုးကြီးထည့်ပြီးတော့အန်သာဖော်ပြီးမှန်ကန်သူတွေကိုရော်ကြီးငွေပေးတယ်။စားတင်သူတွေကိုစားတယ်။ဒီလိုအချိန်ပေါင်းများစွာလှုပ်ဆောင်ပြီးနောက်မှတော့အချိန်ကမိုးလင်းပိုင်းဘက်တို့ချင်းနှင်းဝင်ရောက်လာပြီးဖြစ်တဲ့အတွက်ပွဲကင်းထဲမှာလူတို့ကကျဲပါလာပြီးဧကလည်းပဲခင်းထားတဲ့ဖျားနဲ့အန်သာဘူးကိုတိတ်ကနိုင်ထားတဲ့ငွေတို့ကိုပိုက်ထွေးပြီးနေရန်ခကနေထပြန်လာခဲ့ပါတော့တယ်။တပေါင်းတယောက်မုံဆိုးကြီးမုံကောင်းတို့ရဲ့တရမီရွာစီကနေအိမ်အပြန်လန်းကိုစတင်လာခဲ့ကြတယ်။အလားတုန်းကတော့စိတ်စောနဲ့မှုခရီးရောက်ရေးကိုတာအားဆိုင်ခဲ့ပေမဲ့အပြန်မှာတော့တရွာဝင်တရွာထက်တူကြိုက်နှစ်တဲ့ရာတေစာအရက်ကိုမှီဝဲရင်းပြန်ဖို့ဆုံးဖြတ်လေတယ်။ဒီဆုံးဖြတ်ကိုစိတ်ဓာတ်နဲ့ကာယကမကန့်ကွက်ကြအမှန်တော့မကန့်ကွက်ကြတာမဟုတ်ပဲကျင့်စဉ်အောင်မြင်ပြီးသွားပြီဖြစ်တဲ့တပေါင်းကိုသူတို့အနေနဲ့ထိန်းချုပ်လို့မရတော့တာဖြစ်ပါတယ်။တပေါင်းကလည်းအရင်ကတည်းကအလွန်ကျွံတောက်စားမှုမရှိပေမဲ့တောက်စားမှုကိုတော့ခုံမင်းနှစ်တဲ့သူပါကာယာဘလူးကိုတက်ကနေထွက်လာပြီးငှက်ကြီးတို့ရဲ့ပြဿနာဖြစ်ပြီးနောက်ပိုင်းထူးခြားတဲ့ဖြစ်ရပ်တွေကြောင့်သာတက္ကနာတက်နေခဲ့ရမှာအခုများတော့ကျင့်စဉ်အောင်မြင်ပြီးဖြစ်တဲ့အတွက်စိတ်လက်ပေါ်ပါစွာနဲ့အရင်လိုပဲလွတ်လပ်စွာနေထိုင်ဖို့ဆုံးဖြတ်ထားခဲ့ပါတယ်တပေါင်းအနေနဲ့အချိန်ကနေလဲပြီးအရက်တောက်တဲ့ဆိုတဲ့ဥဖဖို့ဆိုတဲ့လူကြီးကိုအလွန်သဘောကျမိတယ်ဒီတုန်းကဥဖဖို့ရဲ့နှုတ်ထွက်စကားတွေကိုသူအလွန်သဘောကျခဲ့တယ်ရဲဆိုတဲ့အခရာမရှိတရွာလင်းတစ်ခွက်ဆန်းကတဖုံးသူကဂရင်းဝီးတော့မြင်းလုံးစွာကြီးဆိုတဲ့စကားအရာဥပဖို့လိုပဲနဲလဲအရက်တောက်ချင်းကိုပြုတ်မို့လိုလာတယ်ဒါကြောင့်အပြန်ခီးမှာတစ်ချက်ကုတ်နှစ်ချက်ပြက်ဆိုသလိုလန်ကူလက်ကရွာစီကိုဝင်ပြီးအရက်ဆိုင်ကိုရှာဖွေနေလေတယ်ဒီရွာမှာအရက်ဆိုင်မရှိတာလားမသိဘူးတရွာလုံးကိုလှည့်ပဲအပြီးမှာတပေါင်းတစ်ယောက်စိတ်ညစ်ညူးစွာနဲ့ရေရွတ်လိုက်လေတယ်သူရောက်ရှိနေတဲ့ရွာကလေးကအင်ချီအဖြစ်90လောက်တာရှိပါလိမ့်မည်လူရဲလူလဲနေပါပြီးဈေးဆိုင်ရဲလို့စားတော့ကုန်ရောင်းကြတော့ဆိုင်ငယ်ကလေးတစ်ခုသာရှိလေတယ်တပေါင်းကစိတ်ညစ်ညူးပြီးနှုတ်ကနေထုတ်ပေါ်ညီးသွားတော့အဘေးစီကစိတ်ဓာတ်မှထွက်ပေါ်လာပြီးရဲလေတယ်စိတ်ဓာတ်ရင်းမနေနဲ့မရဲပါဘူးတပေါင်းရမင်းကမရဲဘူးလားပြောတယ်ငါမပြောလိုက်ချင်ဘူးတပေါင်းကစိတ်ဓာတ်ကိုခက်ထိထိပြောပြီးရွာကထွက်ကအရှိကိုဆက်လန်းလာခဲ့လိုက်တယ်လက်ခုလက်မှာအရေးအဝါသာကောင်းတဲ့ညောင်မီကြီးတစ်ပင်ကိုတွေ့တော့တပေါင်းကခီးတစ်ထောက်ဝင်နာတယ်လေတဲ့ဖြူဖြူတိုက်နေတဲ့ညောင်မင်းအောက်စီမှာထိုင်ရင်မြေဝန်းများကငိုင်မီးနေလို့ရှိရတော့တပေါင်းလဲညောင်မင်းရဲ့အမြင့်ပြင်းနေကြမှာလဲလောင်ပြီးတမေးမေးဆက်လိုက်လေတဲ့အိဆာလိုမိခနဲ့ပြောင်းရှိသေးနားထဲမှာခြေတန်းလိုစကားတန်တွေလိုကြားမိရတဲ့အတွက်တပေါင်းစက်ခနဲထားကြည့်လိုက်တယ်ဒါကမင်းရဲ့ဝေပုံဒါကငါ့ရဲ့ဝေပုံကြားမိတဲ့စကားတန်တို့ရညောင်ဘေးရဲ့တစ်ဖက်ချမ်းစီမှာလူနေရာကတစုံတစ်ခုကိုဝေပုံသားချနေရန်ရှိနေတယ်စိတ်ဓာတ်တပေါင်းကခေါ်လိုက်တော့စိတ်ဓာတ်ကအနားမှာဖြက်ခနဲပေါ်လာလေတယ်ဟိုဘက်ချမ်းကဘလူးတွေလဲတွားကြည့်စမ်းကွာစိတ်ဓာတ်ကတပေါင်းနားကနေတစ်ဖက်ကိုထွက်သွားလေတယ်ခဏကြာတော့စိတ်ဓာတ်ပြန်ရောက်လာခဲ့တယ်လူနှစ်ယောက်ဝေစုခွဲနေရတပေါင်းတခိုးတွေလားဓမြတွေလားပုံစံကြည့်ရတာတော့တခိုးတွေဖြစ်ပုံရတယ်
ငါသွားချောင်ပြီးသူတို့စီကပြည်စီယူလိုက်ရမလားစိတ်ဓာတ်ကအကြံပြုပြောတော့တပေါင်းကခေါင်းကိုခါရင်းလိုက်တယ်တခိုးတွေဆိုတော့နေပါစေကွာတပည့်တွေဆိုရင်တော့ငါကြည့်လို့မရဘူးတပေါင်းလဲနေရာမှာပြန်လဲလှည့်လိုက်လေတဲ့ဒီချိန်တော့အချိန်တစ်ခဏအကြာမှာတပေါင်းတစ်ယောက်နှိမ့်ချိုက်စွာနဲ့ပဲအိပ်ပျော်သွားခဲ့လေတော့တယ်တပေါင်းအိပ်ပျော်သွားချိန်မှာတော့ရောင်မင်းဘော်ကနေလူတစ်ယောက်ကတွေ့ဆင်းလာပြီးတစ်ဖက်ချမ်းကတခိုးနှစ်ယောက်စီကိုတွားလေတယ်မိတ်ဆွေတို့ကလူချင်းတာတွေပဲဗျရောင်မင်းဘော်ကဆင်းလာတဲ့လူစိမ့်ကအတန်ပေးလိုက်တော့တခိုးတို့ကထိတ်လန့်သွားကြတယ်ခမရဘူးလေတခိုးနှစ်ယောက်ကလူစိမ့်ကိုထိတ်ပြစွာနဲ့မေးလေတယ်ဒီချင်းရကြောင့်လူစိမ့်ကနှစ်လူပွဲရာပြုံးလိုက်ကကျုံနာမီအေကပါကျုပ်ကမိတ်ဆွေတို့ရဲ့ဂျန်တူမဟုတ်ပါဘူးလူစိမ့်ကသူ့နာမီတူအေကဆိုပြီးဂျန်တူမဟုတ်ကြောင်းထပ်ပြောလိုက်ပေမဲ့တခိုးတွေကတော့ခွဲချမ်းနေစေဖြစ်တဲ့ဝေစုတို့ကိုကောက်တင်းပြီးနဘေးကဓားတွေကိုဆွဲကင်လိုက်ကြလေတယ်ဟိုဓားကြီးတွေနဲ့ဒီလိုကြီးမလုပ်ပါနဲ့မိတ်ဆွေတို့ရဲ့မိတ်ဆွေတို့ကတခိုးဆိုတာကြုတ်တိပါတယ်ကျုပ်ကလည်းမိတ်ဆွေတို့နဲ့မချမနာလောင်စားသမားပါဗျအေကသူ့ကိုယ်သူလောင်စားသမားဆိုတာမိတ်ဆက်ပြီးလက်ထဲကအန်လာဘူးလေးကိုခောက်ပြလိုက်လေတယ်ဒီကအန်စာကွက်ကလေးစီကတကွက်ကွက်မြည်နန်းကတစ်ဖက်ကတခုနှစ်ယောက်ကိုညှိုးငင်လိုက်လို့ဖြစ်သွားလေတယ်ကျုပ်ရောက်လာတာကဟိုဒီကလူချမ်းသာမိတ်ဆွေနှစ်ယောက်ကကျုံနဲ့မြန်အန်စာကစားအောင်မလားလို့အေကရဲ့ဆွဲဆောင်တဲ့စကားကိုကြားတော့တခုနှစ်ယောက်ကစိတ်ဝင်စားတဲ့ဟန်နဲ့သူတို့ချင်းတယောက်မျက်နှာတယောက်ကြည့်ကုန်ကြတယ်ဘလို့လဲကစားကြမလားမတော်လို့ချုံရောကွာတခုနှစ်ယောက်တယောက်လက်ကုပ်ရင်ပြောတဲ့အတန်ကိုကြားတော့စားပါဝနဲ့အေကကြိတ်ပြုံးလိုက်တယ်လောင်ကစားဆိုတာကကန်နေရဗျမိတ်ဆွေတို့ရဒါကြောင့်ဘေးရင်မင်းစံကုန်မဲကိုကန်ရရကိုကွန်မစီနဲ့ကိုရွေးချယ်ကြည့်စမ်းပါဗျာအေကထပ်ပြီးဆိုတော့တကူနှစ်ယောက်လဲအန်သာကစားကိုတော်တော်လေးပဲစိတ်ဝင်စားလာကြပြီးငါတော့ဒီကမိတ်ဆွေပြောသလိုကန်ကိုစမ်းကြည့်ကြည့်မိကွာတခုတယောက်ကသူ့စိတ်ထဲရှိလာတဲ့အတိုင်းပြောပြီးလက်ထက်ကငှက်ကြီးအောင်ဓာတ်ကိုမြေစီစိုက်ချပြီးပြောလေတယ်ဟဲ့အောင်ခဏနေဦးကွာအဖော်ဖြစ်တဲ့တခုကပြောတော့ဓာတ်ကိုစိုက်ချတဲ့တခုကငါတို့သူနဲ့ကစားတာတော့ဟုတ်ပါပြီဒါပေမဲ့သူကတစ်ချက်တစ်ပြားနဲ့ငါတို့ကိုလာမှတာဆိုဘယ်နဲ့လုံးမလဲအေးဒါလည်းဟုတ်တာပဲတခုနှစ်ယောက်ကအေကကိုစီယုံကြတယ်ဒီခါအေကတူလွယ်ထားတဲ့လွယ်ထဲကအဝိနီးနဲ့ထုတ်ထားတဲ့အထုပ်စုကိုထုတ်ပြလေတယ်ကျုပ်စီမှာလည်းမိတ်ဆွေတို့နီးနီးတော့ရှိပါတယ်ဗျမယုံရင်ဒီမှာကြည့်အေကသူ့လက်ထဲမှာတဲ့အထုပ်ကိုဖြီးပြလိုက်တော့အတွင်းထဲမှာလက်ဝိတ်လက်စားတွေနဲ့ရွှေတင်ကားပြားတွေကိုတခုနှစ်ယောက်မြင်လိုက်ကြရတယ်ဘလို့လဲဒါတော့ဆိုရပြီလားအေကထမ်းမင်းချိန်မှာတခုနှစ်ယောက်ကလောဘမျက်ဝန်းများနဲ့ဘာကူမှမမြင်နိုင်ကြတော့ဘူးအန်သာကစားမယ်လို့တထေးချဆုံးဖြတ်လိုက်ကြတယ်ကစားမယ်ဗျာကစားမယ်ဒါဆိုင်တူတခုကပြောလေတယ်ကြံတခုကလည်းတောက်တယ်ကစားမယ်ဗျာဟုတ်ပြီဗျာမိတ်ဆွေတို့ကစားမယ်ဆိုတော့ကျုပ်လည်းဝမ်းနာသွားပြီဒါပေမဲ့ဘာဖြစ်လဲဗျတခုကစကားကိုစပ်ပြောမလားတော့အေကကိုမေးလေတယ်ဒီကအေကသူ့လက်ထက်ကအထုပ်ကိုလွယ်စီကိုပြန်ထည့်လိုက်ပြီးဒါပေမဲ့ဆိုတာကဒီလိုမိတ်ဆွေကျုပ်ဘက်ကတော်ချင်ပြီဆိုရင်တော့မိတ်ဆွေတို့တော်ပေးရမယ်နိုင်ရှုံပေါ့ဘလို့လဲဒါကိုတဘောတူမလားဒါကိုတဘောတူရင်မိတ်ဆွေကအနိုင်မိုင်းရင်ကျုပ်တို့အတွက်မခက်ကုန်ဘူးလားဒါလည်းဟုတ်တာပဲအေကရေယူပြီးနီလန်းကိုထပ်တွေးဟန်ပြူလိုက်တယ်မှန်တော့ဒီအတွက်ကိုသူကြိုတင်လို့ပြင်ဆင်တွေးတော့လာပြီးတာပါရေကုန်ရေခန့်ဆိုရင်ရောဗျာရေကုန်ရေခန့်ထုတ်တယ်လေရေကုန်ရေခန့်ဒါဆိုရင်တော့ဘယ်သူပဲနိုင်ဘယ်သူပဲရှုံတရားမျှတာမယ်မဟုတ်လားအေကတူစင်ထားတဲ့အကွက်စီကိုတခုနှစ်ယောက်ကိုအရာခေါ်ချေပြီးတခုနှစ်ယောက်ကလည်းလောဘကြောင့်တန်လျက်ကိုရေထင်ဓာတ်ဆက်ကြကိုရွှေပြန်ထင်နေပြီးတော့မစင်စားကြတော့ဘူးတဘောတူတယ်ဗျာဟုတ်ပြီဗျာဒါဖြစ်စားလိုက်ကြစို့အေကပြောပြီးတာနဲ့လူလွယ်ပိုးထားတဲ့ဖျားလေးကလေးကိုယူကနေရာမှာပဲဖြန့်ခင်းချလိုက်လေတယ်ဖျားပေါ်မှာနှုံးနှစ်ဖက်ပိုင်ဆိုင်ထားတဲ့မြပစ္စည်းတွေကိုခင်းချင်းကြတယ်ပြီးတော့အေကတူအန်သာဘူးလေးကိုဖွင့်ပြီးအထက်ကဆွတ်ဖြူနေတဲ့အန်သာသုံးလုံးကိုထုတ်ယူလိုက်တယ်ဒါကတော့တုတ်အတုံးပြူးမဲ့အန်သာတွေဒါကတော့အန်သာဘူးစိတ်ချင်းတော့အောင်လို့မိတ်ဆွေတို့စစ်ဆေးကြပါတခုနှစ်ယောက်လဲအေကပေးလိုက်တဲ့အန်သာနဲ့ဘူးတို့ကိုယူလို့စစ်ဆေးကြည့်လေတယ်အန်သာတွေကလင်းနေနေတယ်ဗျဒါကစင်စင်အစ်စ်နဲ့လှုပ်ထားတာဗျဒါကြောင့်တာမန်အန်သာတွေတဲ့လင်းနေနေတာကဲဘူးကိုလည်းခလုတ်ရှိမရှိစစ်ဆေးကြည့်ပါဦးတခုနှစ်ယောက်လည်းဘူးကိုစစ်ဆေးကြည့်ကြတယ်စင်းလုံးချောနေတဲ့အတွက်ခလုတ်မရှိဘူးဆိုတာအတီးပြုတ်နိုင်ပြီးနောက်နှစ်ခုစလုံးကိုအေကစီပြန်ပေးလေတယ်ကဲဒါဖြင့်တော့ကျုပ်ဘက်ကကစားနည်းကိုပြောပြမယ်လူနေတဲ့အတွက်အန်သာနှသုံးနည်းကိုစော့မယ်အခုတုံးချိန်အဆန်းခောက်မယ်မိတ်ဆွေတို့ကအဆန်းထိုးကြည့်ကြအေကပြောပြီးတာနဲ့အန်သာကိုဘူးနဲ့ထည့်ပြီးခောက်ပါတော့တယ်အန်သာထားချိန်မှာတခိုးတို့ကခံမှန်းထိုးကြတယ်အဲ့လိုတုံးချိန်တုံးကပြည့်တဲ့အခါမှာတော့အေကနဲ့တခိုးနှစ်ယောက်တို့ရဲ့အန်သာကစားပွဲကအမှန်တကယ်ပဲစတင်ခဲ့ပါတော့တယ်အဲ့ရကနေတပေါင်းပြန်နိုးလာတဲ့အချိန်ကမှောင်ရီပြိုးနေခဲ့ပြီးနားထဲမှာညောင်မေတစ်ဖက်ချမ်းစီကစူညံစွာပြောဆိုနေတဲ့အတန်တွေကိုကြားနေရလေတယ်စိတ်ဓာတ်ကိုကြည့်တော့မလန်မကန်းစီမှာလှဲ့အိတ်နေတာကိုတပေါင်းတွေးရလေတယ်စိတ်ဓာတ်ထပါအောင်တပေါင်းရဲ့အတန်ကြောင့်စိတ်ဓာတ်ကဖြက်ကနေထလာလေတယ်ဟိုဘက်ကစကားတန်တွေကြားနေရတယ်အဲ့ဒီဘက်မှာအန်သာဓမ္မတယောက်ရောက်နေပြီးတခိုးတွေနဲ့အန်သာကစားနေကြတယ်တပေါင်းအန်သာဓမ္မဟုတ်လားဟုတ်တယ်လူကဘဲကဘယ်လိုရောက်လာတာလဲ
သူကငါတို့မရခင်ကလေးကညောင်မင်းပေါ်မှာရှိနေတာတပေါင်းငါမြင်မိသလောက်တော့သူ့ပုံစံကထူးဆန်းတယ်ဘလို့ထူးဆန်းတာလဲတပေါင်းကလူလင်းထားလိုက်ပြီးစိတ်ဓာတ်ကိုပြန်မိလိုက်တယ်မပြောတတ်ဘူးငါမြင်မိတော့သူ့ပုံမှာထူးခြားတဲ့ဆွမ်းအားတစ်ခုရှိနေတယ်တပေါင်းလည်းစိတ်ဓာတ်ကိုထပ်ပြီးတော့ပဲထားရလိုက်ပြီးတစ်ဖက်ချမ်းကိုလှမ်းသွားလိုက်တယ်တပေါင်းရောက်တော့တကူနေအောင်နဲ့အနီရောင်အဝယ်စားကိုဝစ်ဆင်ထားတဲ့အန်စာသမားကမှောင်ရီပြုံးနေတာတောင်မှအကျိတ်အနေစော်ကစားနေကြစေပဲမိတ်ဆွေတယောက်ကအထက်ထိုးထားတယ်တယောက်ကအောက်ထိုးထားတယ်ဒူကြရင်ကျုပ်ကစားရမယ်အထက်အောက်ကြရင်ဘဲသားပဲကြီးပဲဒီလိုဆိုရင်တော့ဝိုင်းကပြီးမှမဟုတ်တော့ဘူးအန်သာသမားကနိုင်နေပုံရပြီးတခုနှစ်ယောက်ကတော့နောက်ဆုံးအခြေအနေအတွက်ညီတုံတုံပြီးဝိုင်းမှပြီးဖို့ကိုနှစ်ဖက်ခွာထိုးနေကြတယ်ဒါကြောင့်လဲရေကုန်ရေကန်းစောကြတဲ့အန်သာဝိုင်းကမပြီးပြတ်နိုင်မဲရှိနေရလေတဲ့နှုံနှစ်ဖက်အကျိတ်နဲ့ရှိလာလေတော့တပေါင်းအနားကိုရောက်လာတာတောင်မှ၃ယောက်စလုံးကဂယုမဆန်းနိုင်လောက်အောင်ပဲရှိနေကြတယ်တပေါင်းအနားကိုရောက်ပြီးကြည့်တော့လဲအန်သာသမား၃ယောက်ကသူ့ကိုဖျက်ခနဲမောကြည့်ပြီးအန်သာကိုဒါတဲတဲမဲမဲပြန်ဆော့နေကြတယ်မောင်ကြီးပြလာတဲ့အတွက်ပဝန်းကျင်ကတိတ်ဆိတ်နေကြပြီးအန်သာခောက်တန်တတောက်တောက်ကတာပဝန်းကျင်ကိုကြီးစိုးနေလေတယ်ဒီခါဒူကြရင်တော့ကျုံနိုင်ပြီအန်သာသမားကပြောပြီးဘူးကိုကွက်ခနဲချလိုက်လေတယ်ထိုးကြီးဘက်ကလှုပ်ရှားမှုမရှိတော့တဲ့အခြေအနေကြောင့်အန်သာခွက်ကို၃ယောက်တာအနားကပ်ပြီးနားထောင်ကြတယ်သိချပြီးဒီတခါတော့ဒူကြပြီအန်သာသမားကဝမ်းနာအားရနဲ့ရေယူပြီးအန်သာဘူးကိုဖွင့်လိုက်လေတယ်ထွက်ပေါ်လာတဲ့အန်သာတစ်ခုလုံးကလေးကနန်းတွေကြီးပဲဟေးဒူကြပြီကွအန်သာသမားကဝမ်းနာအားရရေယူပြီးတာနဲ့နှစ်ဖက်ခွက်လောင်းထားတဲ့လောင်းကြီးတို့ကိုဖျက်ခနဲတင်းယူလိုက်တယ်တစ်ဖက်ကနှစ်ယောက်ကတော့ခွက်တို့ခွက်လန်ရှုံသွားခဲ့တဲ့သူတို့အဖြစ်ကိုလက်ခံနိုင်ဟန်မရှိကြဘူးဒီအတွက်သူတို့ဘေးကဓာတ်တို့ကိုကောက်ကွင်ပြီးအန်သာသမားကိုဓာမိုးတော့တယ်ဟဲ့အောင်မင်းစီကရှိတာရောငါတို့စီကနိုင်ထားတာကောအကုန်ပြန်ပြီးတစ်ဖက်ကဓာမိုးပြီးပြောလာတော့အန်သာသမားကခင်ဗျားတို့ဓာတ်ကဘာလို့လာလဲအန်သာသမားကစပိုးကိုဓာမိုးခံရပေမဲ့တုံလောက်ခံမပြပဲပြန်မေးတယ်မင်းငါတို့ကိုလူလေကြသွားတာကိုလက်မခံနိုင်တာလေကွာခင်ဗျားတို့ကိုကျုပ်ကဘယ်နေရာမှာများလူလေကြမိလို့လဲကစားပွဲအစားကနေအဆုံးထိမင်းလက်အတက်ကိုတုံးသွားတာပဲမင်းတမင်ညင်ပြီးလှုပ်သွားတာမင်းမသေးချင်တော့ငါတို့ပစ္စည်းတွေပြန်ပေးလိုက်တော့ဓာတ်ကိုင်လူနှစ်ယောက်ကအချင်းချောင်းနေပြီမဲ့အန်စာသမားကလုံးဝတုံလို့ဟန်မပြပါဒီအပြင်ဟက်ပက်တောင်မှထားရီလိုက်ပါလေတယ်ဟဲ့အောင်မင်းကဘာကြီးတာလဲခင်ဗျားတို့လိုလူတွေပြောနေဒီလောကမှာကြုတ်ကြောက်ရတာဘာဆိုဘာမှမရှိဘူးဗျဓာတ်ကိုင်လူနှစ်ယောက်ကချင်းချောင်းယုံနေတော့သူတို့ပစ္စည်းတွေပြန်ရဖို့မလွယ်ဘူးနိုင်မှန်းတိမိလိုက်ကြတယ်မထူးချကွာဓာတ်ကိုင်နှစ်ယောက်ကမထူးဆက်ခင်းကြလေပြီနှစ်ယောက်အပြိုင်ပဲအန်စာသမားကိုဓာတ်နဲ့ဝင်ပန်းကြတယ်အန်သာသမားကလည်းတိလစ်ကလေးပဲနှစ်ဖက်စုံပိုင်းချန်လာတဲ့ဓာတ်ချက်တို့ကိုအနောက်ဆုံးလို့ရှောင်လိုက်ပြီးတိုးဝင်ထက်ခုတ်လာတဲ့တယောက်ရဲ့မျက်နှာကိုသူ့လက်ထက်ကအန်သာကွက်နဲ့ပြစ်ပေါက်လိုက်လေတယ်ထိချက်ကပြင်းလွန်ပြီးအဲ့ဒီလူလဲကျသွားချိန်နောက်တစ်ယောက်စီကတွန်းဆုပ်ခြင်းမရှိပဲအတင်းဝင်လုံးပြီးထိုးကျိတ်လေတယ်အလဲငိုက်ဖြစ်သွားတဲ့အတွက်ဓာတ်ကိုင်လူနှစ်ယောက်ဘက်ကအရေးမလန့်ဖြစ်သွားရလေတယ်ဓာတ်တွေလွတ်ကြပြီးနေစီကိုပဲလဲကျကုန်ကြလေတယ်ဒီလူတွေတကယ်မလွယ်ဘူးဗျာအန်သာသမားကလဲနေသူအနားကသူ့အန်သာခွက်ကိုတွားကောက်ပြီးအနားမှာရက်ကြည့်နေတာကြာနေပြီဖြစ်တဲ့တပန်းကိုစကားစတင်ပြောလာလေတယ်ခင်ဗျားတို့စီကအားလုံးကိုနိုင်သွားတယ်မဟုတ်လားတပန်းကအေးလူပဲမေးလိုက်တယ်နိုင်သွားတယ်အန်သာသမားကဖျားကိုလိတ်သိမ်းနေပြန်ဖြေတယ်ခင်ဗျားနဲ့ကျုပ်ကစားလို့ရမလားတပန်းကမေးကုန်းထုတ်တော့အန်သာသမားကပတ်ဝန်းကျင်ကအချိန်ခါကိုဝိတ်ဝိုက်ကြည့်နေတယ်အချိန်ကလှည့်နေပြီဗျကျုပ်တွားစရာရှိသေးတယ်ကျုပ်ကတွားခွင့်မပြုဘူးဆိုရင်ရောတပန်းကတွေးတိုးဆန်းတဲ့အနေနဲ့မေးလိုက်တယ်ဒီကအန်သာသမားကတဖြည်းဖြည်းရေလိုက်လေပြီးအဲရတော့မလုပ်ပါနဲ့မိတ်ဆွေရဲ့ကျုပ်ကလည်းခမရတို့ကစားဝိုင်းကိုကြည့်ပြီးမကစားရရင်အဆင်မပြေတော့ဘူးဗျကျုပ်ကလည်းတွားရမှာအရေးကြီးတယ်ဗျအန်သာသမားကပြောပြီးတက်ပင်းကိုချလိုက်လေတယ်ခမရတခုတော့စဉ်းစားပေါ့အန်သာသမားကစဉ်းစားလိုက်လေတယ်တိတ်မကြလိုက်ဘူးအဖြစ်တခုကိုရသွားတဲ့ဟန်ဖြစ်သွားလေတယ်ခမရကလည်းအန်သာကစားခြင်းနဲ့ကျုပ်ကလည်းမတော်မဖြစ်တွားရဖို့ရှိတယ်အဲ့ဒီတော့ဒီလိုဗျအန်သာသမားရဲ့စကားဆွဲကိုတပေါင်းကစိတ်ဝင်စားဟန်ပြလိုက်လေတယ်ဒီတော့အန်သာသမားကဆက်ပြောလေတယ်ကျုပ်တွားရမယ့်နေရာကိုခမရလိုက်ခဲ့ဗျာအဲ့ဒီမှာလဲကျုပ်ကအန်သာခဲ့မှာအဲ့ဒီမှာခမရလိုက်ကစားပေါ့တပေါင်းစဉ်းစားမှုတော့မပြီးတော့ပဲခေါင်းကိုငိမ့်လိုက်လေတယ်ကောင်းပြီလေကျုပ်လိုက်ခဲ့မယ်ဒါဆိုရင်တော့အစင်ပြေသွားပြီဒီတော့ခမရနဲ့ကျုပ်မိတ်ဖြစ်ဆွေဖြစ်မိတ်ဆက်ကြတာပေါ့ဗျာကျုံနာမီအေကပါကျုံနာမီကတပေါင်းပါတပေါင်းနာမီကစမ်းသားပဲဗျခမရနိုင်မီလဲစမ်းတာပါပဲဗျာတယောက်နာမီတယောက်ချီးမွမ်းရင်အပြိုင်ပဲရေလိုက်ကြတယ်ကဲတပေါင်းရေအခုကစားပြီးကျုပ်တို့မိတ်ဆွေဖြစ်သွားကြပြီလို့နှက်မှတ်လိုက်မယ်ဗျာအေကပြောလိုက်တယ်ကဲတတ်မှတ်ပြီဆိုရင်လဲခမရတဲ့ကျုပ်အန်သာကစားဖို့တွားမယ့်နေရာကိုအရင်တွားဗျာဟုတ်ပြီဗျာအခုပဲတွားလိုက်မယ်အေကပြောပြီးတာနဲ့တခြားစီကိုမတွားပဲညောင်မီကြီးတစ်ဖက်စီကိုလှန်တွားလိုက်လေတယ်ညောင်မီကြီးတစ်ပတ်ပတ်ပြီးနောက်တခြားတစ်ဖက်ကိုပြန်ရောက်ချိန်မှာတော့မြင်းကွင်းမြတ်ကကျုပ်ရဲ့ပြောင်းလဲတွားလေတယ်ကြွားကြီးတရွာနဲ့စီကားလုံးလာတဲ့ပွဲလန်းတစ်ပင်အခင်းချင်းကြီးတစ်ခုလူတို့ကပွဲခင်းကြီးထဲမှာကြိတ်ကြိတ်တို့ရှိနေကြတယ်
ဈေးဆိုင်တွေအပျော်တဲ့လောင်စာလောက်ရနေရာတွေနဲ့စားတောက်စရာရောင်းချနေတဲ့ဆိုင်တွေအပြင်အပြိုင်ဆိုင်ကခုန်နေကြတဲ့စပွဲတွေကိုလည်းတွေ့ရလေတယ်။ဒါဘယ်နေရာလဲကိုကြီးကတပေါင်းပြီးတော့အေကားကပွဲကင်းကြီးကိုလှမ်းပြပြီးရေလေတယ်။ဒီနေရာကကြက်ကုန်းတစ်ခုပဲကိုတပေါင်းရေ။ဒါဆိုမြင်နေရတဲ့တွေကကြက်တွေပေါ့။တပေါင်းကတန်တော်ရေယူပြီးပွဲကင်းကြီးကိုအတေချာဝေးဝိုက်ကြည့်တော့တွာလာနေကြသူတွေအားလုံးဒီဘက်ကအနီးစင်းရောင်အဝယ်စားများကိုဝစ်စင်ထားကြလေတယ်။တပေါင်းစိတ်တဲ့တခါကမဟာမြိုင်တော့မှစိတ်ဓာပြောမှုတဲ့ကြက်တို့နာမည်ဆိုတာကိုတတိယမိပြီးအခုချိန်မှာလက်ရှိရောက်လာခဲ့ရလေပြီလို့တွေးမိလေတယ်။နှစ်ယောက်တန်းပွဲကင်းစီကိုဆက်လျှောက်လာခဲ့လိုက်ကြတယ်။သူတို့ကအနီရောင်ကိုတခြားရောင်တွေထက်ပူကြကြတယ်ဗျကိုတပေါင်းရ။ကျုပ်ကလည်းဒီလိုရက်တွေမှာအဓိကလှုပ်ရှားရှာဖွေရတာဆိုတော့သူတို့လိုပဲအနီရောင်ကိုဝေထားရတယ်။အေကန်ကသူ့အနီရောင်ဝေထားရတဲ့အကြောင်းကိုပြောပြလေတယ်။ခင်ဗျားကဒီနေရာမှာစီးပွားချတာလား။ဟုတ်တယ်ဗျ။ကျုပ်ကဒီလိုရက်တွေရှိတဲ့နေရာတိုင်းစီကိုသွားပြီးအန်သာကစားနည်းနဲ့စီးပွားချတယ်။ဒီရက်မှာကလောင်ကစားလောက်ရတာစိတ်ချမ်းသာတယ်အငင်းကုန်မရှိဘူးအခုနက်ကလိုညစ်သေးညစ်ကြယ်တွေမရှိဘူးတပေါင်းလဲအေကပြောပြတာကိုနားထောင်ရင်ပဝန်းကျင်ကကြက်များကိုအကဲခတ်ပြီးကြီးရှုမိတယ်အားလုံးကပြင်မစီကလူတွေနဲ့မထူးခြားနာပါဘူးတွာလာပုံလှုပ်ရှားပြုမှုပုံတွေကထူးခြားပြီးကွဲလဲနေတာမျိုးရှိမနေခဲ့ဘူးတပေါင်းလိုပဲသူတို့ကလည်းစူးစမ်းသလိုကြည်နေလေတယ်ဒီမှာကသူတို့ကိုမထင်ရမှုဘူးဗျကဲကိုတပေါင်းကြီးအရှင်နာကနေရာမှာကျုပ်ကစားမိုင်းခင်းမယ်ဗျအေကန်ကပြောပြီးတာနဲ့လုံနေတဲ့နေရာတစ်ခုစီကိုတွားကဖျားကိုခင်းလိုက်တယ်ပြီးတော့အန်သာဘူးလေးကိုတကောက်ကောက်ခောက်လေပြီးလာကြနော်လာကြအန်သာကစားလို့ရတယ်ရော်ကြီးမယ်အစားလျှော်မယ်ကြိုက်လို့ကြိုက်ရောပါလာကြနော်လာကြအေကန်ကသူ့အတန်းကိုမြင့်လို့ဟေ့ော်လိုက်ချိန်မှာလမ်းတွားလမ်းလာကြတို့ကချောက်ကြမိမကလေးအစုံလင်ပဲဝိုင်းအောင်လို့ရောက်ရှိလာကြတယ်ထိုးကြီးစောက်ဖွင့်မယ်ဗျာကဲအထက်ဆိုရင်2ဆအောက်ဆိုရင်1ဆဒူကြရင်တော့8ဆရမယ်ဗျာအေကားကအန်သာကွက်ကလေးကိုတကောက်ခောက်ပြီးထပ်ပြောချိန်မှာတော့ဖျာကလေးအထက်ကအထက်တောင်းနဲ့ဒူဆိုပြီးရေးထားတဲ့အကွက်များစီကိုငွေစားတွေလက်ဝဲလက်စားတွေပြစ်ချလာကြလေတယ်။စပြီနော်စပြီအေကားကထက်អော်တယ်။တပေါင်းကတော့ပွဲရိတ်ကြီးကိုဖမ်းကြည့်ခြင်းတဲ့အတွက်ထိုးချင်းမထက်ပဲခဏစောင့်ကြည့်နေလိုက်လေတယ်။အေကားကအန်သာဘူးကိုစိတ်နှမ်းချခောက်ပြီးနောက်မှာတော့ဘူးလေးကိုအောက်စီဒုံကနေချလိုက်လေတယ်။ဖွင့်မယ်နော်ဖွင့်မယ်အားလုံးလက်ဆောင်ကြအေကားကပြောပြီးတော့အန်သာဘူးလေးကိုဖွင့်လိုက်လေတယ်။အန်သာလေးတစ်ခုက2ပွင့်တစ်ခုက4ပွင့်ရှိနေပြီးနှစ်ခုပေါင်း6ပွင့်ဖြစ်လေတယ်6ပွင့်ဆိုတော့ခုနဲ့အောက်ကြတာမို့အောက်ကြပါတယ်ဗျာဒီတော့အပေါ်ဓမားတွေကိုစမယ်ဒူဓမားတွေကိုစမယ်အောက်ဓမားတွေကိုယော့မယ်ဤကားကအာပေါင်အာရင်နဲ့အော်ပြီးနောက်ဖျားထက်စီကစားရမယ့်ငွေတို့ကိုတက်ယူပြီးရော်ရမယ့်ငွေတို့ကိုယော့လေတယ်ဘယ်ပေါင်ခင်ဗျားတို့မထိုးဘူးလားဤကားကတပေါင်းကိုလှည့်မေးလာတယ်ဒီတလက်ကြီးလက်အောင်မယ်ဗျာဟုတ်ပြီဗျာကြည့်အေကားကတပေါင်းကိုပြောပြီးနောက်အန်သာကိုပြန်ကောက်ကဘူးတဲ့ထဲလို့ခောက်လေတယ်ထိုးချင်းလေးတွေထဲရမယ်အထက်ဆိုရင်2ဆဒူးဆိုရင်8ဆအောက်ဆိုရင်1ဆရမယ်ဗျာအေကားကထုံးစံတိုင်းပဲအန်သာကိုခောက်ရင်းအယောအစားတက်မဲ့ချက်ကိုအော်ပြောလေတယ်ဝိုင်းုံနေတဲ့ကြက်တို့ကထိုးကြီးတို့ကိုထဲကြလေတယ်ဒီချိန်မှာတော့တော်တော်များများကအောက်ကြီးကိုထဲကြတယ်အန်သာကိုဖွင့်တော့တစ်ခုက6တစ်ခုက2ပေါင်းတော့8ပွင့်ခုနှစ်အထက်ကျော်သွားတာကြောင့်အထက်ကအနိုင်ဖြစ်သွားခဲ့တယ်အထက်ကြပါတယ်ဗျာဒီတော့ဒူဓမားတွေနဲ့အောက်ဓမားတွေကိုစားပါမယ်ခင်ဗျာအေကန်ကဟင်းရော်ပြောပြီးနောက်စားတာရှိတာစားပြီးအယော်ပေးရမယ့်ဒူတို့ကိုအယော်ပေးလေတယ်ဒီကနေနောက်တစ်ချိန်မှာတော့တပေါင်းကအထက်နေရာကနေငွေသားတချို့ကိုထည့်ပြီးထိုးလိုက်လေတယ်အန်သာဖွင့်တော့အစားခံလိုက်ရလေတယ်ကိုတပေါင်းရေစိတ်တော့မကောင်းဘူးဗျာတပေါင်းစီကငွေသားကိုအေကန်ကစားယူလိုက်တယ်တပေါင်းကတော့ဘာမှမပြောပြုံးလို့တာရှိနေရင်နောက်တစ်ချိန်ထပ်ထိုးတယ်ဒီကနေ့နောက်ပိုင်းမှာတော့တပေါင်းထိုးသမျှကအကုန်မှန်နေခဲ့ပြီးအေကအနေနဲ့အစားမရှိတော့ပဲအယော်ကြည့်ရော်ပေးနေရတော့တယ်တပေါင်းရဲ့မှန်ကန်မှုကြောင့်အနောက်ကနေကျက်တို့ကလည်းလိုက်လံထိုးကြရာအေကခမတကြိမ်ရွာတိုင်းနင့်ခနဲ့ဖြစ်ရလေတော့တယ်တပေါင်းနဲ့အေကတို့အန်သာမိုင်းကိုအရှင်ကောင်းကောင်းနဲ့ကစားနေကြတော့ရုတ်တရက်ပွဲကတစ်ဖက်စီကစူညံတန်တွေထွက်ပေါ်လာလေတယ်ဒီတန်တွေထွက်ပေါ်လာတော့ပွဲကင်းတွေကကြက်တွေအားလုံးထိတ်ထိတ်ပြပြဖြစ်ကုန်ကြပြီးရုံရင်းဆန်ခတ်ထပေးကြလေတယ်ကိုကဒါကဘာဖြစ်တာလဲဗျအေကာမြအခြေအနေရရက်ကိုတိလို့တင်ညာတပေါင်းကမေးလိုက်လေတယ်ကြုံမတည်ဘူးကိုတပေါင်းဒါပေမဲ့သူတို့အဲ့လိုဖြစ်တယ်ဆိုတာစိုးရင်စရာတခုရှိလို့ပဲတပေါင်းလဲဘာဖြစ်တာလဲဆိုတာကိုသိကျင်စိမ့်နဲ့နေရာကနေထားပြီးတွားကြည့်ဖို့လှုပ်လိုက်လေတယ်ဟာတပေါင်းတွားမကြည့်နဲ့တော့အနေရများတယ်နေအောင်ကိုကသူတို့ဘာဖြစ်တာလဲဆိုတာကိုကြုတ်သိကျင်မိတယ်ဒါဖြစ်လေခမရပါလာတော့ကြုတ်ဒီကနေထွက်နေတော့မယ်အေကာကပြောဆိုပဲဖျားလိုက်နဲ့သူ့ရဲ့အန်သာဘူးကိုကိုင်းပြီးနေရာကနေတုတ်ခနဲပြေးထွက်သွားလေတယ်တပေါင်းလဲနေခန့်ရင်အေကာကိုတစ်ချက်လှမ်းကြည့်ပြီးနောက်တော့တူရှိနေတဲ့နေရာကိုဖျက်တန်းကရုံးရင်းဆက်ခတ်ပြေးလွှားနေတဲ့ကြက်တွေအကြားကိုမျက်နှာချင်းဆိုင်ပြေးလာခဲ့လိုက်လေတဲ့။ပွဲကင်းရဲ့အလဲပိုင်းအနားကိုရောက်တော့ကိုလုံးကိုတဲ့အလွန်ကြီးမားလာတဲ့လူဘလူးကြီးတစ်ကောင်ကိုတပေါင်းမြင်လိုက်ရလေတဲ့။
တပေါင်းအနောက်ကိုပြန်ဆုတ်လိုက်ချိန်မှာလူဘလူးကြီးကတပေါင်းငကိုရက်နေတဲ့နေရာကိုကြီးမားလွန်းတဲ့ခြေပွားကြီးနဲ့ဖိနှင်းလေတယ်ပြင်းမဲ့လို့တဲ့ကြက်တစီတချို့ခြေပွားအောက်မှာနင်းချီခံရလေပြီးပြပြားကုန်ကြလေတယ်စိတ်ဓာတ်အမျက်ထွက်ခဲ့တပေါင်းကခေါ်ထုတ်လိုက်တော့စိတ်ဓာတ်ကနဘေးကိုခုန်ထွက်လာလေတယ်အဲ့ဒါဘာကြီးလဲတပေါင်းရဲ့အမေးကြောင့်စိတ်ဓာတ်ကတောင်းကျနေတဲ့လူဘလူးကြီးကိုကြည့်လိုက်လေတယ်ဒီကောင်ကနေစားဘလူးတကောင်ပဲသူကဘာလို့ကြက်တွေကိုတက်ဖြတ်နေရလဲတပေါင်းကမေးကုန်းကိုဆက်ထုတ်တော့စိတ်ဓာတ်ကတေချာတာကတော့တက်တက်အနိုင်ကျင့်တာပဲတပေါင်းစိတ်ရဲ့ကစားပွဲပြတ်သွားအောင်လုပ်တဲ့နေစားဘလူးဆိုတဲ့အကောင်ကြီးကိုအလွန်ပဲဒေါသထွက်သွားရလေတယ်ဒင်းကိုငါဆုံးမမယ်ငါတို့ကကူရမလားတပေါင်းမလို့ဘူးရတယ်စိတ်ဓာတ်ပြန်လဲပျောက်ွယ်သွားလေတယ်အဲ့ဒီနောက်တော့တပေါင်းလဲကြက်တို့နာမည်စီမှာတောင်းကျနေတဲ့လူဘလူးကြီးကိုထိတ်တိုက်ရင်ဆိုင်လိုက်လေတယ်တပေါင်းရဲ့အရေးကိုမြင်လိုက်တာနဲ့နေစားဘလူးကြီးကချစ်တဲ့ချိန်ကလိုပဲချစ်ဖက်နဲ့နင်းချီလာလေတယ်တပေါင်းကခြေပွားကြီးတူးစီကြလာတာကိုမရှောင်တော့ဘူးလက်တီကိုကြည့်နေအောင်ဆုပ်လို့အားကုန်ထိုးချလိုက်တယ်တပေါင်းရဲ့လက်တီနဲ့ဘလူးကောင်ကြီးရဲ့ခြေပွားတို့ကထိခတ်တန်ကဂျင်းကနေထွက်ပေါ်လာလေတယ်လူဘလူးကောင်ကြီးကခြေတစ်ဖက်အလုံးကိုနာကျင်လုံးတဲ့အတန်းနဲ့ဥကနေဟဲ့ော်ပြီးရင်းရိုင်သွားချိန်မှာတပေါင်းကခြေထောက်အတိုင်းခုန်တက်လေပြီးမျက်နှာစီကိုလက်တီနဲ့ထိုးချလေတယ်ဒီကဘုံဆိုတဲ့အတန်းကြီးထွက်ပေါ်လာခဲ့ပြီးရင်းရိုင်နေတဲ့ဘလူးကြီးကဖိန်ထန်ရတာပြစ်ကျသွားရလေတယ်ဟေးသူ့ကိုရိုက်အခုနကကြောက်လန်းလန်းနဲ့ပြေးလွှားနေတဲ့ကြက်တို့ကတပေါင်းစီမှာဘလူးကြီးအရေးနှိမ့်နေတာကိုမြင်တော့ထမပေးကြတော့ပဲတခက်နဲ့ပဲအားပေးကြလေတယ်ဘလူးကြီးကတဖန်ပြန်ထလာလေတယ်ဒီခိုင်မှာပဲတပေါင်းကကုန်းထနေတဲ့ပြေးပြီးဘလူးကြီးရဲ့ခေါင်းစီကိုဒူးနဲ့ပြေးတိုက်လိုက်လေတယ်ဘလူးကြီးကအလန်တကြားနဲ့နောက်ကိုဆုပ်လေတော့တပေါင်းရဲ့ဒူးတိုက်ချက်ကလေကိုတာတိုက်မိသွားခဲ့လေတယ်တပေါင်းဟန်ချက်ပြန်ထိန်နေတော့မှပဲတစ်ဖက်ကဘလူးကြီးကနေရာကနေလူးလဲထပြီးတစ်ဖက်ချမ်းကအမောင်တူတဲ့စီကိုဝင်ပြေးလေတယ်တပေါင်းလဲအနောက်ကနေဆက်မလိုက်တော့ပဲနေလိုက်ချိန်အနောက်စီမှာကြက်တွေကလက်ခုပ်လက်ဝါးတွေတီးပြီးဝိုင်းအောင်ရောက်ရှိလာကြတယ်တော်လိုက်တာဘလူးကြီးထွက်ပြေးသွားပြီဒီကတရေကောင်ကအလွန်တော်တယ်ဟေးချီကျူတန်တို့ကအများအပြားပဲထွက်ပေါ်လာလေတယ်ငါတို့ဒီတူရဲကောင်ကိုကျေးဇူးဆက်ရမယ်ဟေးကြက်တွေကတခက်နဲ့ပြောကြပြန်လေတော့တပေါင်းနဲ့လက်ကိုကာလိုက်ပြီးရပါတယ်ဗျာကျုပ်ကကူညီနေလို့ကူညီတာပဲဒီကကြက်တို့အထက်ကတယောက်ကထွက်လာပြီးမဟုတ်တာပဲဗျာဒီဘလူးကြီးကဟိုဘက်တော့ကထိန်မင်ကြီးမှနေတာဗျသူကအဲဒီကနေကျုပ်တို့ပွဲကင်းလုံတိုင်းအမြဲလိုဒုက္ခလာပြီးနေကြပဲသူကြောင့်ကျုပ်တို့တွေတေကြရတာလည်းမနှဲဘူးအခုဒီကလူရဲကောင်းကြောင့်နာကျုပ်တို့အခုလိုဆက်ရှိနေနိုင်တာဗျဟုတ်တယ်ဗျာကျုပ်တို့အပေါ်ကျေးဇူးရှိတဲ့လူရဲကောင်းအပေါ်ကျေးဇူးဆက်ပြသေးလူရဲကောင်းလိုရမယ့်အရာကိုပြောပါဗျာကျုပ်တို့ရှာဖွေပေးပါမယ်ကြက်တွေကဝိုင်းဝန်းပြီးထပ်ပြောပြန်တော့တပေါင်းလဲမငင်းဆန်လို့တော့ဘူးဒါကြောင့်လူတောက်ချင်လွန်းပြီးရှာရခတ်နေတဲ့အရက်ကိုတောင်းဆိုဖို့စိတ်ကူးမိလိုက်လေတယ်ကျုပ်အရက်တောက်ချင်တယ်ဗျာတပေါင်းနှုတ်ကနေထုတ်ဖော်ပြောလိုက်တယ်ဒီခါမှာကြက်တွေကရုပ်တဲတဲဖြစ်ကုန်ကြပြီးလူရဲကောင်းကအရက်တောက်ချင်တဲ့ဟေးအမြန်ဆုံးရှာပေးကြအကောင်းဆုံးဆိုတဲ့အရက်တွေကိုအမြန်ဆုံးသာရှာကြပေးတပေါင်းနဲ့ရင်းဆိုင်စကားပြောသူစီကအတန်ကြဲကြဲနဲ့ဟစ်ပြောတဲ့အဆုံးမှာကြက်တွေအများကြီးကြားတဲ့ကကမစိတ်ကြီးမြင်မရကြက်တို့နေရာကနေအလျိုလျိုပြေးထွက်ကုန်ကြလေတယ်တပေါင်းရဲ့အခြေစီကစားပွဲစီမှာရက်တွေအများအပြားရှိနေလေတယ်ဒီအပြင်အမီးတွေကလည်းမနှဲမနှောပါပဲဒါတွေအားလုံးကအစစ်မှန်တွေလားနင်တို့ဖန်တီးထားတာလားတကယ်လို့ပါခဲ့တယ်ဆိုရင်လည်းပြန်ထုတ်ယူတော့ပါကြက်တို့ကိုဦးဆောင်သူတပေါင်းနဲ့အမေးဖြေပြီးအစင်ပြင်းနေတဲ့ဝီယန်ဆိုလူကယူဆောင်လာလူကြက်တို့ကိုမေးလိုက်လေတယ်ဒီထဲမှာဖန်သင်းထားတာတခုမှမပါပါဘူးလူတို့အရက်ကတွားယူလာခဲ့တာကြီးပါပဲစိတ်ချပါမပါပါဘူးစိတ်ချရတော့တဲ့အဖေကိုရပါမှကြက်ကောင်းဆောင်ဝီယန်ကအရက်တို့ကိုတပေါင်းစီတိုးပေးပြီးတောက်တုံးစေလေတယ်တပေါင်းလည်းအရက်တို့ကိုမီးစမ်းတောက်တုံးလှက်လေတယ်ပြီးတော့အမီးတို့ကိုစားတယ်အတော်လေးစားပြီးလေတော့တပေါင်းအနေနဲ့အနှဲငယ်ထွေလာရတယ်နေုံကိုကြီးကကျုံမှာကိုဝါနှစ်ခုရှိသေးတယ်သူတို့ကိုလည်းဓာရီတိုက်လို့နေတယ်ဟာရတာပေါ့ဗျာလှုပ်လူရဲကောင်းအစင်ပြေလို့လှုပ်ပါတပေါင်းလည်းစိတ်ဓာတ်နဲ့ကာယကိုခေါ်ထုတ်လိုက်လေတယ်ကဲငါညီနောင်တို့တောက်ကြစားကြတပေါင်းကခွင့်ပြုလေတော့စိတ်ဓာတ်နဲ့ကာယတို့လည်းအရက်နဲ့အမီးတို့ကိုတုံးဆောင်ကြပါတော့တယ်ဝီယန်ဦးဆောင်တဲ့ကြက်တွေကတော့တပေါင်းနဲ့ကိုဝါနှစ်ခုတို့အရက်တောက်တုံးနေတဲ့ကိုကြည့်ပြီးကျင်းနဲ့နေကြပါတယ်တောက်ကြဗျာစားကြအချိန်တော်လေးကြာလာတော့အရှိရက်စီမှာအာယုံကကျင်းလို့လေပြီဝီယာနဲ့ကြက်တွေကလည်းအလင်းရောင်ရောက်လာတော့မှမို့ပြန်ကြတော့မှဖြစ်သလိုတပေါင်းတို့လည်းပဲရေချင်းကအတော်ကိုက်ကြလေပြီမိတ်ဆွေကြီးမဟာဗုဒ္ဓကအခုလိုရောက်လာပြီးကျုပ်တို့ကိုကူညီပေးလို့ကျေးဇူးတင်ပါတယ်ဟိုးမလိုပါဘူးဗျာဟုတ်တယ်မလိုဘူးတပေါင်းကပြောတော့စိတ်ဓာတ်ကလည်းဝင်ပြောလေတယ်ပြီးတော့အတန်းကနှစ်ယောက်အတူအပြိုင်ထွက်လာတဲ့အတွက်စိတ်ဓာတ်နဲ့တပေါင်းတို့ထွေနေတဲ့ကြားကတယောက်ကိုတယောက်ကြည့်မိကြလေတယ်ကျုပ်တို့ထိန်မင်ကောင်နောက်မလို့ရအောင်အဲ့ထိလိုက်ပြီးဆုံးမပေးအောင်မယ်တယောက်ကိုတယောက်ကြည့်ပြီးပြောလိုက်တဲ့စကားကဒီတစ်ချိန်လည်းပဲအတန်ကအပြိုင်ဖြစ်ပါတယ်ဒီလိုဖြစ်တော့မိတ်ဆွေကြီးမဟာဗုဒ္ဓကကိုကျုပ်တို့အနေနဲ့ပို့လို့ကျေးဇူးတင်မိပါတယ်ဗျာရတယ်ခမရတို့ကိုကြုံကြိုက်လို့ကူညီတာလို့ပြောပြပြီးအဲ့တော့ခမရတို့လည်းပြန်ရတော့မယ်ကျုပ်လည်းပဲပြန်မယ်
ဒီတော့ကျုပ်ပြန်မယ်တပေါင်းကတစ်ဖက်ကဝီးရတို့တွေသူ့အတွက်မခက်ခဲစီလိုတာကြောင့်ထိုင်ရန်ကထားလိုက်တယ်စိတ်ဓာတ်နဲ့ကာယငါတို့ပြန်ကြမယ်တပေါင်းကပြောတော့စိတ်ဓာတ်နဲ့ကာယတို့လည်းတပေါင်းနှပေးစီကိုရောက်လာကြတယ်မဟာပုံကကြီးကိုလိုက်ပို့ကြဆိုလားဝီးရကပြောလိုက်တယ်အဲညောင်းတော့ကိုပွားတစ်ခုနဲ့အတူမူးဝေရီပြီးရင်းရိုင်းနေတဲ့တပေါင်းရဲ့အနောက်စီကနေဝီးရတို့ကြက်တွေလည်းတတိတန်းကြီးလိုက်ပို့ပေးကြပါတော့တယ်တပေါင်းတစ်ယောက်မရောက်ထားကြခဲ့ပြီဖြစ်တဲ့ကြောင်စိမ်းနန်းဆောင်ကြီးစီကိုတကြော့ပြန်ပြီးရောက်လာရတယ်ဒီချိန်တော့နန်းဝါစီမှာမြင်းဖြူတစ်ကောင်ကိုမြင်တွေ့ရပြီးနန်းဆောင်ကြီးပတ်ရတဲ့စီမှာတူနေရတဲ့သူအမှုထမ်းနေကြတဲ့သူတွေကိုလည်းမြင်ရလေတဲ့လေဟုံမှာလွင်မျောလာရင်နန်းဆောင်အရှိကိုခြေချမိလေတော့တပေါင်းရဲ့မူးဝရီတဲ့ခြေစုံကနန်းလေကားစီကိုဥမတီပဲမြင်းဖြူကလေးစီကိုဥတီသွားမိလေတဲ့အနားကိုရောက်လာတဲ့တပေါင်းကိုမြင်တော့မြင်းဖြူကလေးကလန့်ဖြတ်ပြီးအနောက်ကိုဆုတ်ခွာလေတဲ့ဩမင်းကငါ့ကိုလန့်နေဟောတပေါင်းအာလေးရှာလေးနဲ့ပြောလိုက်လေတဲ့ပြီးတော့မြင်းဖြူကလေးကိုလက်ရဖမ်းဆီးဖို့ကြိုးပမ်းလိုက်လေတဲ့မြင်းဖြူကလေးကလည်းတပေါင်းလက်စီမှာအမိမခံရအောင်ဟစ်ော်ပြီးပတ်ပြီးလေတဲ့အနားမှာအမှုတိုင်းများရှိနေပေမဲ့တပေါင်းကိုဘယ်သူကမှလာရောက်ပြီးမတားမြစ်ရကြဘူးဒါတော့မြင်းဖြူကလေးကိုမီလိုမိခင်မှာအနောက်အပားကခေါ်တန်းကြောင်းတပေါင်းချခနဲ့လှည့်ကြည့်လိုက်လေတဲ့အိုးမဲတော်ကလေးနာဝရီကိုမြင်တော့တပေါင်းတယောက်လက်ကိုရှက်ပြလို့အယိုတွေပေးပြီးခါသားလိုက်လေတဲ့ဒါတော့ဒီကိုခုံမင်တက်နေတာပဲဟုတ်ပါတယ်မဲဒါတော့အခုလိုတောက်စားရတာကိုအလွန်ပဲနှစ်တဲ့မိတယ်တပေါင်းရဲ့အဖေကြောင့်မဲတော်ကခေါင်းကိုညှိနေတယ်ဒါတော့အနေနဲ့လုံနိုင်တာကိုလည်းလုံပြီးပြီဆိုတော့အခုလိုတေးတောက်သုံးတာကိုမဲတော်အပြစ်မဖွဲ့လို့ပါဘူးမှန်လားပါမဲအခုကလေးကတားတော်ကိုမဲမှားပါမယ်တပေါင်းငိမ့်နေပြီးနားဆွင့်နေလိုက်တယ်တားတော်တေးကိုခုံမင်လို့တောက်တုံးပြီးမဲ့တေးကြောင့်တော့အမားအယွင်းနေမဖြစ်ပါသေးနဲ့ဒါကိုမဲတစ်ခါတည်းတတိပေးလိုက်မယ်တားတော်နာခံပြီးမဖောက်ဖဲအောင်ကြိုးစားပါမယ်မဲတော်ကနဝရီကတပေါင်းနောက်ဘက်ကမြင်းဖြူကလေးစီကိုကြီးလိုက်လေတယ်ဒီမြင်းဖြူလေးကတားတော်ရဲ့လှုပ်ဆောင်မှုတွေနဲ့ထိုက်တင်လျောက်ဘက်စွာဖြစ်တည်လာတဲ့တိမ်တော်မြင်းဖြူပါဒါကိုပြသခြင်းလို့တားတော်ကိုခေါ်ယူလိုက်တာပါဒီတိမ်တော်မြင်းကိုတားတော်လက်ထက်ရောက်ရှိလာဖို့ဆက်လက်ကြိုးစားပါတားတော်ကြိုးစားပါမယ်တပေါင်းဂရီပေးပြီးနောက်မှာတော့မဲတော်ကနဝရီကနန်းဆောင်ထဲကိုပြန်ဝင်ရောက်သွားလေတယ်ဒီတစ်ခါတယောက်တော့သူကနန်းလေကားမှာရပ်ပြီးကြံခဲ့တာကိုတပေါင်းတွေးရလေတယ်စန်ဒီတပေါင်းနှုတ်ကနေခေါ်လိုက်တယ်ဒီကလေကိုင်းမှာရက်နေတဲ့ဆန်နီကလှပစွာနဲ့ပြုံးရီလိုက်လေပြီးမောင်တို့ကိုမြင်ရလို့ဆန်နီတော့အလွမ်းပြေသွားပြီးကျင်တင်အောင်မိကလေးကမောင်တို့စီကိုဆန်နီလာခြင်းနေတာအဖကဘလို့မှမတွားခိုင်းတာကြောင့်ရပါတယ်ဆန်နီရဲ့တပေါင်းပြုံးပြီးရီဝေနေတဲ့မျက်ဝန်းနေနဲ့ဆန်နီကိုကြည့်ကပြန်ပြောလိုက်တယ်ဆန်နီမဲနောက်ကိုလိုက်သွားတော့မယ်နော်အင်းဆန်နီမောင်တို့တေးမူးတွေပုံလေးကလည်းချစ်စရာလေးဆန်နီကပြောပြီးနောက်တော့နန်းလေးကအတိုင်းပဲပြေးတက်သွားပါတော့တယ်အဲ့ဒီအခိုက်မှာပဲတပေါင်းလဲလေးအဟုံးစီမှာပြန်လဲလို့လင်မျောတွားရပါတော့တယ်အဲ့ကောင်ရိုက်ကွာရိုက်ကြနားလေးကိုတိုးဝင်လာတဲ့အတန်းကြောင့်ရောင်မင်းကြီးအောက်မှာနှိမ့်ချိုက်စွာအိမ်မောကြနေရကတပေါင်းမနိုးခြင်းနဲ့နိုးလာရလေတယ်ပဝန်းကျင်ကိုကြည့်တော့မိုးကစင်စင်လင်းနေခဲ့ပြီခွေးမတာလူပွားဝါတဲ့ကောင်ရိုက်မသေးသေးနဲ့တပေါင်းထားထိုင်လိုက်ချိန်မှာရောင်မင်းကြီးရဲ့တစ်ဖက်ချမ်းစီကဆဲဆူကျင်းမောင်းတန်တွေအပြင်ရိုက်ပုတ်တန်တွေကိုပါတပေါင်းကြားလိုက်ရလေတယ်ညကတောင်းထားတဲ့အချိန်ကြောင့်တပေါင်းရဲ့ကောင်းထဲမှာမူကြီးဝင်နေသေးပဲဒါကြောင့်ဘာကိစ္စဖြစ်ဖြစ်ဝင်မပါပဲပြန်အိမ်မယ်လို့ဆုံးဖြတ်ပြီးညတုန်းကအကြောင်းတို့ကိုပြန်တွေးရင်လဲလက်ချိန်တစ်ဖက်ချမ်းစီကအပြင်းထန်ထိုးချိတ်ရတဲ့တန်တွေကထွက်ပေါ်လာခဲ့ပြီးမလုပ်ကြပါနဲ့ဗျာကျုပ်တောင်းမှန်ပါတယ်ဆိုတဲ့တောင်းမှန်တိုးချိုးတန်ကထွက်ပေါ်လာခဲ့တယ်ဒါကအကိုကြီးကရဲ့အတန်ပဲတပေါင်းရီယူရင်စက္ကနဲဖြစ်သွားရလေတယ်ချက်ချင်းပဲနေရာကနေထားမိပြီးရောင်မင်းကြီးရဲ့တစ်ဖက်ချမ်းစီကိုတပေါင်းရောက်သွားရလေတယ်မနေ့တုန်းကအန်သာကစားသူတစ်ခုနှစ်ယောက်နဲ့အပေါင်းပါများကအေကကိုရိုက်ပုတ်နှိမ့်ဆက်နေလေတယ်သူတို့ရဲ့ရိုက်ပုတ်မှုကြောင့်အေကားရဲ့မျက်နှာကလည်းဖူးတီးရောင်ကိုင်းနေပြီးမျက်လုံးတောင်မှမပွင့်ကျင်တော့ဘူးဟဲ့လူတွေစကြစံတပေါင်းကအတန်ပေးဟေ့ော်လိုက်တော့အေကကိုထိုးချိန်နေကြသူတွေအာယုံကတပေါင်းစီကိုရောက်ရှိလာလေတယ်စုစုပေါင်း9ယောက်ရှိမယ်လူအုပ်ထက်ကခေါင်းဆောင်လို့ယူရတဲ့တောင်းကိုင်းထားသူကတပေါင်းစီကိုလှမ်းတိုးလာတယ်မင်းကဘဲကောင်လဲသူကကျုပ်ရဲ့မိတ်ဆွေပဲဩလက်ထက်တော့ဒီလူတွေနဲ့မင်းကအပေါင်းပါတွေပဲဟဲ့အောင်တွေအဲ့ဒီငမူးကောင်ကိုပါဖမ်းကြကွာဓာတ်ကိုင်တို့ရဲ့အမိန်ဆုံးပါပဲတပေါင်းစီကိုလူလျက်ကဓာတ်တွေထုတ်တွေကင်ပြီးဖမ်းသီးဖို့ပြေးလာကြလေတယ်တပေါင်းလည်းအမိုးအချိန်မပြေသေးတဲ့မျက်လုံးတွေနဲ့သူ့စီဝင်လာတဲ့လူလျက်ကိုစူးစမ်းပြီးအာယုံစိုက်ကြည့်နေလေတယ်အနားကိုရောက်ချိန်မှာတော့လူလျက်ဘက်ကတိုက်ခိုက်မှုတို့ကိုတပေါင်းကရင်းကန်ရှောင်ဖို့စူးစမ်းလိုက်လေတယ်ဒါပေမဲ့လည်းမပြေသေးတဲ့အရက်ချိန်ကြောင့်ခန္ဓာကိုယ်ကိုမထိန်နိုင်ပဲဘိုင်းကနေလဲကြလေတယ်တပေါင်းရဲ့လဲကြမှုကြောင့်တစ်ဖက်ကလူလျက်ကဝိုင်းဝန်းဟားတိုက်ကြတယ်သူတို့ဟားတိုက်တော့တပေါင်းစိတ်ရဲ့ဒေါသထွက်လာရလေတယ်ဒါကြောင့်ချက်ချင်းပဲကုံယုံထားလိုက်ပြီးသူ့ကိုဟားတိုက်ရနေတဲ့သူတို့စီကို
ကြားတကောင်လိုပဲခုံအုပ်တိုက်ခိုက်လေတယ်တပေါင်းရဲ့ခုံအုပ်ကတစ်ဖက်ကရေမောနေသူတို့ကိုအလင်းအငိုက်ဖြစ်သွားစေလေတယ်တပေါင်းရဲ့လက်ကနေရေမောသူတယောက်ရဲ့လဲမျိုးကိုစုပ်ကင်မိလေပြီးအရှိကိုဆွဲချက်ကတထောင်နဲ့ပြန်ပင်းရိုက်လေတယ်ခွက်ခနဲ့အတန်းနဲ့တူအဲ့ဒီလူကမြမျက်နှာတစ်ခုလုံးတွေးချင်းချင်းหนีသွားရချိန်လက်ဘေးကလူရန်ကတပေါင်းကိုဓာတ်နဲ့ဝိုင်းခုတ်ချလေတယ်တပေါင်းကအန်ချက်ပြက်နေတဲ့အတိုင်းရင်းရိုင်လို့မြေပြင်စီကိုမှောက်ချလိုက်လေတယ်ဓာတ်ချက်တွေကလွတ်သွားပြီးနောက်မှာတော့မုံကနေပြန်ထကလူကိုလှဲ့လို့လက်ဘေးကနှစ်ရက်ကိုချိန်နဲ့ကန်လေပြီးခြေတော့အတုံးမြေစီကိုကြားချိန်ပြင်းဝင်လာတဲ့ကြံရက်ကိုဥကောင်းနဲ့ပင်းဆက်ပေးလိုက်လေတယ်တပေါင်းရဲ့တိုက်ခွက်ကအစေးဆက်မရှိဘဲရင်းရရင်ကအစီငုံမတဲခဲ့ပေမဲ့တစ်ဖက်က၄ယောက်ကတော့တခဏအတွင်းမှာအလဲလဲအကွဲကွဲဖြစ်ကုန်ကြလေတယ်တပေါင်းကမက်ပြန်ရက်လေတယ်မင်းကဘာကောင်လဲကျန်တဲ့၃ယောက်ကတပေါင်းကိုဘလူးတရဲလိုကြည့်ပြီးမျက်ပြူးဆံများနဲ့ပြောလာလေတယ်ငါကပုံနကမဟာပုံနကတပေါင်းကမေးခွန်းကိုပြန်ပြေးလိုက်တယ်ဒီခိုက်မှာပဲတစ်ဖက်ကလူကမာယာမြတ်လူကောင်းဆောင်ကတပေါင်းကိုဓာတ်နဲ့ခုံဝင်ပိုင်းချလိုက်လေတယ်တပေါင်းကလည်းဓာတ်ချက်ကိုအလွတ်မချောင်တော့မခုံးနဲ့အတာပင်မိလိုက်ပြီးကြုံထွက်လာတဲ့တစ်ဖက်လူစီကိုခြေတလန်းစာခုံဝင်ကကောင်းတဲ့ရင်ကောင်းနေရာကိုဆက်ချလိုက်လေတယ်မာယာကိုတုံးမိမယ်လဲခေါင်းဆောင်ဖြစ်သူအနေနဲ့ဘာမှအကျိုးမထူလိုက်တပေါင်းရဲ့ခေါင်းလိုက်ချက်မှာအဆိုင်ထိခံရပြီးပက်လက်လန်ကျသွားရလေတယ်တပေါင်းကအေကကိုဖမ်းလိုက်လူနှစ်ယောက်ကိုလှမ်းကြည့်လိုက်လေတယ်အဲ့ဒီခါမှာတော့ကြံကြီးရဲ့နှစ်ယောက်ကသူတို့ရဲ့ခေါင်းဆောင်အပါဝင်လူငေါယောက်ကိုတခဏအတွင်းမှာအလဲပြူလှုပ်ပြထားတဲ့တပေါင်းကိုရင်မဆိုင်ရဲတော့ပဲအေကကိုထိုင်ကလှည့်ပြေးကြပါတော့တယ်အဲ့ဒီနောက်တော့တပေါင်းလည်းအေကစီကိုတွားလိုက်ပြီးလက်ဖွားကိုဖျန်းလိုက်လေတယ်ဘာတော့လဲတပေါင်းအေကတပေါင်းရဲ့အပြုတ်မှုတွေတန်တော်နဲ့ကြည်ပြီးလာမေးတယ်ခမည်းစီကစက်ကူအစွမ်းကိုပေးတဲ့အဆောင်ကိုကြုတ်တောင်းနေတာငါစီမှာဘာမှမရှိဘူးခမည်းမညာပါနဲ့ကိုယ်ကစက်ညာရင်ကျုပ်ခမည်းကိုတက်ရလိမ့်မယ်တပေါင်းကချင်းကြောက်လိုက်တော့အေကမလိန်ငါရဲတော့ဘူးရှိပါတယ်အဖြေပေးပြီးတာနဲ့အေကဒုက္ခစီကလက်သက်စစ်စာမျက်လုံးပုံစံထွင်ထားတဲ့ခါမန်သိမိကလေးကိုထုတ်ပေးလေတယ်တပေါင်းကသိမိလေးကိုလှမ်းယူလိုက်လေတယ်ပြီးတော့အေကကိုစေးစေးကြီးလိုက်ပြီးဒါကိုခမည်းစီကဘာကြောင့်တောင်းယူရတာလဲသိလားငါမသိဘူးတပေါင်းဒီစိမိအစွမ်းကြောင့်ပဲခမည်းကကိုနဲ့မတက်ဆိုင်တဲ့နယ်စည်းကိုချိုးချိုးပြီးလက်အတန်းနဲ့လိန်ညာအနံယူနေခဲ့တာလေတပေါင်းကသူ့လိုရက်ကိုသိနေတဲ့အတွက်အေကအံ့ဩတွားရလေတယ်ခင်ဗျားရဲ့အဲ့ဒီလိုရက်ကမလုတ်တင်ဘူးဗျအခက်မတင်လို့တီးနှောက်ခဲ့ရင်လူသားတွေကိုတူတူကမုံတီးပြီးအညိုတေးထားအောင်ကြလိမ့်မယ်နောက်ပြီးဒီလိုရက်ကခင်ဗျားအတွက်လည်းအန်လျင်များတယ်သူတို့ဘက်ကိုတွေးပြန်ရင်လည်းသူတို့တစ်ခွနဲ့သူတို့ဆိုတော့မလုတ်တင်ပါဘူးဗျာတပေါင်းကပြောပြီးတာနဲ့သူ့လက်ထက်ကစိတ်ကပန်းမြစ်ကလေးကိုဖြင်းညစ်ချင်းမွားလိုက်လေတော့တယ်အဲ့ဒီနောက်တော့အေကားနဲ့လဲကြနေတဲ့လူတို့ကိုကြောခိုင်းပြီးညောင်မင်းကြီးအောက်ကနေထွက်သွားလေတော့တယ်အတတလုံးလှုပ်စားလာတဲ့အလုပ်အခုကျမှပျက်စီးရပါပြီဒင်းကလေးကိုမြင်ကလေးကတာမန်မဟုတ်ဘူးဆိုတာသိရတဲ့အခုတော့လက်ဝိဇ္ဇာအေကားတယောက်နေရာမှာလည်းဒူးတော့ကြပြီးငိုကြွေးလိုက်လေတယ်ဒီငိုတန်ကိုတော့ညောင်မင်းကြီးနဲ့ဝေလောက်ခဲ့ဖြစ်တဲ့တပေါင်းကတော့ကြားနိုင်တော့ပြီမဟုတ်ခဲ့ပါဘူးထိန်မင်းကြီးအရှိစီမှာတပေါင်းရက်လိုက်တာနဲ့ထိန်မင်းဘောကနေကရုံးပြောင်ပြောင်အတားနီနီနဲ့လူကြီးတယောက်ကကတော့ကမြောခုံချလာလေတယ်မဟာပုံကမင်းသားကိုကျုပ်ထိန်မင်းတော့ဘလူးဝင်လာတာခါသားပါတယ်ညတော့ကအရှင်မမတိလို့ပါဝင်လာတာဆိုတဲ့ထိန်မင်းဆောင်ဘလူးကအချိုတွေပေးပြီးစီးကြိုတောင်းမလာတော့တပေါင်းလဲအပြစ်ပေးဖို့ဆုံးဖြတ်လာတဲ့စိတ်ကိုရှော့ချပေးလိုက်လေတယ်ခမရအပြစ်ကိုခမရကတိရဲဆိုတော့ဒီချိန်ကျုပ်အလျှော့ပေးလိုက်မယ်နောက်သူတို့ဘွားနဲ့သူတို့ဟန်ချက်ညီညီရှိနေကြတဲ့အကျဲအုံးဘယ်နေရာကိုမဆိုခမရအနောက်ရှက်မပေးပါနဲ့စိတ်ချပါမဟာပုဏ္ဏကမင်းခွင့်လို့ပေးလို့လဲကျေးဇူးတင်ပါတယ်အရှင်ကိုအယိုဒီပေးပါတယ်ကျုပ်ဝင်လာတာအယိုဒီပေးပါတယ်ထိန်မင်းဆောင်ဘလူးဝင်လာတာကတပေါင်းကိုအကျဉ်းချင်းအယိုဒီပေးပါတော့တယ်ခမရကလေးကိုခမရတီပါစေစိတ်ချပါရှင်စိတ်ချပါဝင်လာတာကထမှန်လို့ကလေးပေးလေတယ်အဲ့ဒီနောက်မှာတော့တပေါင်းလည်းပဲတင်းတင်းရကိုစီမံရမယ်အရေးအရာစောင်းရပြီးစီးပြီးဖြစ်တာကြောင့်ထိန်မင်းကြီးနေရာကနေလှမ်းထွက်လာခဲ့လိုက်ပါတော့တယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီနေ့တင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့ဆရာထမင်းတောင်ကိုရေးထားတဲ့မဟာပုဏ္ဏကအနီရောင်ဝှက်လက်ဝိစားဆိုတဲ့စာစဉ်ခွန်းကိုအစအဆုံးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာဇာတ်လမ်းကောင်းတွေကိုတင်ဆက်ပေးမှဖြစ်တဲ့အတွက်ကြောင့် channel လေးကို like and subscribe လုပ်ကြဖို့တောင်းဆိုလိုက်ပါသေးဗျာနောက်ဆုံးပေးခဲ့တဲ့ပရိသတ်တယောက်ချင်းတိုင်းစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပြီးဆန္ဒနဲ့ဘဝထပ်ထုတ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာ